အားလုံးပဲမင်္ဂလာပါဒါကင်း Empire episode 2ကနေပြန်နေကြိုဆိုလိုက်ပါရစေဗျာကျွန်တော်ဒီနေ့မှာမလုပ်သွားမလဲဆိုတော့ဒီအိမ်ဆောက်သွားမှာပေါ့နော်ကျွန်တော်အရင်ပိုင်းကတော့အိမ်တော့မဆောက်ခဲ့ရဘူးဗျာဒီနောက်မှာကျွန်တော်နေရာလေးတွေရှင်းထားတယ်အဲ့နေရာမှာကျွန်တော်အိမ်ဆောက်မှာပေါ့ဗျာဒီမှာဗျာကျွန်တော်ဒီနေရာလေးတော့တော်တော်ရှင်းလိုက်ရတယ်ဗျာပင်နဲ့ခုတ်လိုက်ရတယ်မြေကြီးတွေကျွန်တော်ပြန်ဖို့လိုက်ရတယ်ဗျာခုကတော့ကျွန်တော်အိမ်ဆောက်မယ်ဆိုတော့ပြောတော့ကျွန်တော်ပစ္စည်းရမရှိသေးဘူးဗျာဒီပါဗျာကျွန်တော်ဒီနေရာကိုရှင်းတဲ့ရတဲ့ပစ္စည်းတွေပေါ့ဒီထက်မှဒီချက်ထဲမှာရှိတယ်ဗျာကျွန်တော်ခုကတော့မိုင်းကတူးမှာပေါ့နော်မိုင်းတွင်းကတော့ရှေ့မှာရှိမှထင်တယ်ဗျโอเคမိုင်းတွင်းကတော့ကျွန်တော်ရောက်ပြီဗျာဒီမိုင်းတွင်းမှာကျွန်တော်တူးမှာပေါ့နော်โอเคကိုတော့ကျွန်တော်စတုံးနေမိုင်းလိုက်ဝင်ဗျာကျွန်တော်စတုံးမိုင်းမှာတွေ့မယ်ကျွန်တော်စတုံးမိုင်းနဲ့ကျွန်တော်ခွေးလေးကိုစိတ်မချလို့ဆိုပြီးကျွန်တော်လာခေါ်ခဲ့တယ်ပေါ့ဗျာโอเคခွေးလေးမဲဒီမှာနေခဲ့ဦးနော်ငါစတုံးနေမိုင်းမှာမက်ဆီပြန်လာမယ်ကွာဒါနဲ့ပဲကျွန်တော်ခွေးလေးကိုထားခိုင်းပြီးတော့ကျွန်တော်စတုံးနေပြန်မိုင်းတယ်ပေါ့ဗျာတုံးနေတဲ့မိုင်းပြီးဆိုတော့ funny တွေ crap ပြီးတော့ကြောက်တုံးတွေကိုကျွန်တော်မိခင်ထားနိုင်မယ်ဗျတုံးတွေကိုမိခင်မို့ဆိုရင်ကျွန်တော်မှသိသားတွေမလောက်တတ်တာနဲ့ကျွန်တော်အပြင်ကိုလာပြီးတော့သိပင်နေပြန်ခုတ်ခဲ့တယ်ဗျရောက်မှလည်းခိုးတွေတွေ့တော့ကျွန်တော်လာမိုင်းခဲ့သေးတယ်ဗျဒီနေရာမှာခြားစုပ်ပိုင်းကတော့စတုံးတွေကိုမိခင်နဲ့ပိုင်းပဲဗျမိခင်ရလာတဲ့စတုံးတွေကိုတော့ကျွန်တော်ချောက်ကန်နေတယ်ဗျโอเคစတုံးတွေရပြီဆိုတော့ကျွန်တော်အေးဆောက်ဆောက်မယ်ဗျโอเคအေးကတော့ကျွန်တော်ဆောက်ဆောက်နေပါပြီကျွန်တော်အေးဆောက်တာလေးကိုတော့သချင်းနဲ့ကြည့်ပေးကြအောင်လားတို့ရေ
โอเคကျွန်တော်အိတ်ဆက်စာတွေနည်းနည်းကြာသွားခိုင်းရင်တော့အားလုံးတောင်းပန်ပါတယ်ဗျโอเคအေးရဲဆောက်လုပ်ပြီးတော့ဆိုတော့ကြမ်းခင်းဝယ်ကြရင်ဗျဒီကြမ်းခင်းပြီးရင်ကျွန်တော်အေးရပြီးသွားပြီပါဗျာအေးရဲပြီးသွားပြီဆိုတော့ကျွန်တော်ပစ္စည်းတွေရွှေ့ဝယ်ကြရင်ဗျဒီမောက်မှာချက်တွေရွှေ့ပဲသိမခက်ဘူးဗျဒီချက်တွေကိုဒီလိုမောက်ပြီးတော့သွားထားလိုက်ရုံပဲဗျအေးရဲဆောက်လုပ်ပြီးသွားပြီဆိုတော့ဒီအပိုင်းလေးကဒီလောက်ပါပဲဗျကျွန်တော်နောက်အပိုင်းကျရင်တော့ခရီးတွေထွက်မယ်ဗျအားလုံးပဲဘိုင်ဘိုင်